ဒါကတော့ပြိုင်ပွဲဆိုတော့အလျှော့ပေးတာတော့မရှိဘူးပေါ့နော်ကျွန်တော်ကဒီပြိုင်ပွဲကိုပြိုင်ခြင်းလို့နိုင်ခြင်းလို့ကိုလာပြိုင်တာဖြစ်တဲ့အတွက်အလျှော့ပေးရဲဆိုတာတော့မရှိပါဘူးဗျာသူမှတော့ရှော့မပေးဘူးမရလို့သာလက်လျှော့လိုက်ရပဲရှိရဲ့ဟုတ်ဒီ FO ကြီးကတော့အမျိုးအစားပိုစုံလင်တယ်ပေါ့နော်အကစားထဲမှာအမျိုးအစားတော်တော်စုံလင်တယ်အဲ့ဒီပြင်မှာတခြား fan နဲ့ပတ်သက်တဲ့ game တွေအုံနောက်ကိုအသုံးပြုရတဲ့အပိုင်းတွေလည်းအများကြီးပါတယ်ဖြစ်တဲ့အတွက်အပြင်မှာကိုယ့်အကိုလုံနေတာထက်စာရင်တော့အများကြီးပိုခက်ခဲတယ်ခင်ဗျဒီလိုပါပဲပေါ့နော်သူတို့ခက်ခဲတယ်ကဲနှစ်ဆပုံပြီးခက်ခဲတယ်ဘာလို့ဆိုမိန်းကလေးလည်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်သူတို့တွေက easy ဖြစ်သွားတဲ့အချိန်မှာကိုကအလုံးဝပေါ့နော်သူများတွေအိမ်နေချင်းကိုကစူးစမ်းနေရတဲ့ပုံစံဖြစ်သွားအောင်ကျွန်တော်နာမည်ကတော့ပိုင်ဆိုးထွန်းဖြစ်ပါတယ်ဟုတ်ကိနမေယာလကီခိုင်လို့ခေါ်ပါတယ်ရှင်ချစ်စလုံးနဲ့ကီကီလို့ခေါ်လို့ရပါတယ်ဒီပြိုင်ပွဲကိုပထမပြိုင်မယ်လို့စိတ်ကူးထဲမှာလုံးဝမရှိဘူးဒါပေမဲ့ကိကိုပေါ့နော်နောက်ကနေထောက်ဝင်ပေးနေတဲ့ကိရဲ့ကောင်လေးကနေပြီးတော့သွားပြိုင်ပေးပါလို့အားပေးလို့လာပြိုင်ဖြစ်တာပါရှင်ကျွန်တော်အနေနဲ့ဆိုရင်တော့ငကိုလေးနဲ့ကျွန်တော်ကအားကစားသမားပြီးတော့ကိုယ်တိုင်လည်း challenge တွေအများကြီးလုပ်ချင်လို့ဒီပွဲကိုပါဝင်ဖြစ်တာပါဒါကတော့ပြိုင်ပွဲဆိုတော့အလျှော့ပေးတာတော့မရှိဘူးပေါ့နော်ကျွန်တော်ကဒီပြိုင်ပွဲကိုပြိုင်ခြင်းလို့နိုင်ခြင်းလို့ကိုလာပြိုင်တာဖြစ်တဲ့အတွက်အလျှော့ပေးရဲဆိုတာတော့မရှိပါဘူးဗျာသူမှတော့ရှော့မပေးဘူးမရလို့သာလက်လျှော့လိုက်ရပဲရှိရဲ့အကုန်လုံးပဲမကြော်လွှမ်းနိုင်ဘူးလို့ထင်ထားတာပေါ့နော်ဒါပေမဲ့ရသလောက်ထိတော့လှုပ်သွားလိုက်တာပဲတချို့ຢာတွေကတော့ကိုထင်ထားတဲ့လောက်မလွယ်ဘူးကိုတိုင်လည်းဒီအကစားသမားဆိုပေမဲ့လုံနိုင်နေဆိုပေမဲ့လည်းတချို့ဟာတွေတော်တော်လေးခက်ခဲတဲ့အပိုင်းတွေပါပါတယ်ဒါပေမဲ့လည်းကျွန်တော်အကောင်းဆုံးနောက်ဆုံးထိပါဝင်ရှင်ပြိုင်ခဲ့ပါတယ်ခင်ဗျကျွန်တော်တို့ကတော့ fitness ပေါ့နော်ဒီအခုဒီ endurance fitness ပဲကိုအားတန်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒီ FO ကြီးကတော့အမျိုးအစားပိုစုံလင်တယ်ပေါ့နော်အကစားထဲမှာအမျိုးအစားတော်တော်စုံလင်တယ်အဲ့ဒီပြင်မှာတခြား fan နဲ့ပတ်သက်တဲ့ game တွေအုံနောက်ကိုအသုံးပြုရတဲ့အပိုင်းတွေလည်းအများကြီးပါတယ်ဖြစ်တဲ့အတွက်အပြင်မှာကိုယ့်အကိုလုံနေတာထက်စာရင်တော့အများကြီးပိုခက်ခဲတယ်ခင်ဗျဒီလိုပါပဲပေါ့နော်သူတို့ခက်ခဲတယ်ကဲနှစ်ဆပုံပြီးခက်ခဲတယ်ဘာလို့ဆိုမိန်းကလေးလည်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်သူတို့တွေက easy ဖြစ်သွားတဲ့အချိန်မှာကိုကအလုံးဝပေါ့နော်သူများတွေအိမ်နေချင်းကိုကစူးစမ်းနေရတဲ့ပုံစံဖြစ်သွားအောင်အတွေ့အကြုံရဆိုလို့ရှင်တော့ကိုရသလောက်ထိတော့သွားမှာပဲဒါမှလူဆိုတာမသိမချင်းစူးစမ်းနေရမှာပဲလေအဲ့တော့ဟီရိုလည်းဒီမှာမသိမချင်းစူးစမ်းနေမှာပဲဘယ်လိုပြောမလဲပြုတ်ကြတဲ့အခန်းမှာဆိုလို့ရှိရင်နောက်အိပ်ရတဲ့ရက်ပေါင်းများစွာခဏပြုတ်ကြနေအိမ်ရင်းကိုပြုတ်ကြနေတာအဲ့လိုဖြစ်တာဟုတ်ကျွန်တော်ကတော့ဒီမပြိုင်ရင်နဲ့ stress ကတော့လုံးဝပေါ့နော်ဒီပြိုင်ပွဲပြီးသွားတဲ့အထိကို stress ကြီးကအရှိနေသေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်ခက်ခဲတာလောက်ရတဲ့ဟာတွေကခက်ခဲတယ်ပင်ပန်းနဲ့ပြီးရင်ကိုကလှုပ်ချင်စောတွေများနေတဲ့ခါကျတော့ညအိမ်မပျော်တဲ့အထိပါဖြစ်တယ်ဗျမချင်တဲ့ဖို့ထပ်ပြိုင်ခိုင်းရင်ပြိုင်အောင်မလို့ကြောင့်ဘာလို့ဆိုကိုအားမရတာဘာလို့ဆိုအရန်ပျော့ခဲ့လို့ခံစားရလို့ဟုတ်ကဲ့ကျွန်တော်လည်းဒီလိုအပ်ချက်လေးတော့ရှိရယ်ကို fit ဖြစ်ပြီးအရန်ကြီးလုံနိုင်ပြီလို့ထင်ခဲ့ပေမဲ့လည်းတကယ်တမ်းလုံကြည့်တဲ့အခါမှာအများကြီးခက်ခဲရှိပါတယ်နောက်ထပ်အခွင့်အရေးရရင်တော့ထပ်ပြိုင်နေသေးတယ်အဲ့ထဲမှာတော့ပြောတယ်ဘယ်သူ့မှမျက်နှာမထောက်ဘူးပြောချင်တာပြောလိုက်တာကိုစိတ်ထဲမှာမခံစားနိုင်လို့ရှင်ပေါ့နော်သူကမင်းသမီးဖြစ်နေလို့မင်းသားဖြစ်နေလို့ကိုရှော့ရမယ်လို့မရှိဘူးပြောချင်တာပြောချပေးလိုက်တယ်ဘာလို့ဆိုတော့နောက်ပိုင်းရောက်မှတောင်းမှန်ပါတယ်နော်အရင်ပြန်ပြောရတယ်ခဏတောင်းမှန်ရတယ်ဘာလို့ဆိုတော့ကိုကမှားခဲ့ရများလို့လေသူနဲ့ဖြစ်ခဲ့ရအများဆုံးဆိုကေးရဲ့အချစ်ဆုံးပေါ့နော်ကိုကျော်ထောင်းနေဆိုရင်ကေးကလေးကလေးသူ့ကိုချစ်တာလေချစ်တော့ဒီပွဲမှာသူနဲ့တူတူပြန်နေတာသူအမားတွေအရန်လောက်တာလောက်တော့ကေးအော်တာသူ့ကိုလေအော်တဲ့ခါကျတော့သူကဟာကိုကြီးမသိလို့ကိုကြီးမသိရများနေပြီပေါ့အဲ့လိုလေအားမနာဘူးလုံးဝအားမနာဘူး那也算骗嘛送你的让要拒绝难见内鬼အားလည်းလည်းပူတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုအကိုတရားကိုဒီလိုပြောခဲ့မိလို့ပေါ့ဆိုတော့အကိုရဲ့စိတ်ပေါ်ထားနေတာဘယ်လိုရှိနေတာသူကဘယ်လိုပဲပြောကင်းကတစ်ခုခုပြောလိုက်လို့ရှိရင်သူကခေါင်းလေးကိုပုတ်ပြီးတော့ချော့တိတ်တာပေါ့နော်ဒေါသမထွက်နဲ့ပေါ့ဘာဆိုသူ့ရဲ့အချော်လေးမှာကင်းကနှမျောသွားတာပေါ့ကျွန်တော်တို့ကတော့ဒါတွေက individual game များတယ်ပေါ့နော်ပြီးတော့ကိုလုံးမကိုရမယ် game ဆိုတော့တယောက်နဲ့တယောက်အားနာမှုတွေဘာတွေကတော့ဒီပွဲထဲမှာမရှိပါဘူးအကုန်လုံးနဲ့ဒါအပြင်မှာခင်တာတက်တစ်ပိုင်းဆိုပေမဲ့လည်းဒီပွဲမှာပွဲရပြိုင်ပွဲဖြစ်နေတဲ့အတွက်အားနာမှုတွေဘာတွေတော့မရှိပါဘူးဗျ
ညတာတော့အများကြီးပဲကျွန်တော်ကတော့အားလုံးကိုဒီခဏပြင်မှာပဲစောင့်ကြည့်စီခြင်းတယ်ခင်ဗျတစ်ဖက်တော့တယောက်တည်းတော့မဟုတ်ပါဘူးခင်ဗျဟိုကျွန်တော် FOE ကို MRD4 ဒီပြုံး play အစီအစဉ်တွေကနေပြီးမှအပတ်စဉ်တနင်္ဂနွေနေ့တိုင်းကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ကဲကြပြောလို့ရှိရင်မပြည့်စုံပါဆိုလို့သူပြောတဲ့အတိုင်းပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်